ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့တနင်္လာသားသမီးများအတွက်တပတ်စာကန်ဆယ်မာဟော့စတန်ကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်တနင်္လာသားသမီးများဆိုလို့ရှိရင်တော့ဒီကာလတွင်ဘာသာရေးနဲ့ပတ်သက်သောပုဂ္ဂိုလ်များကအကူအညီကောင်းများပေးလာပါလိမ့်မယ်အဖိုးတန်ပစ္စည်းများလည်းဝင်ရောက်ရတတ်ပါတယ်လလပါအလွန်ရွှင်လန်းရတတ်တယ်အလိုတန်းပြုလုပ်ရခြင်းဖျားဖို့ခရီးများသွားရခြင်းတို့ကြုံတွေ့ရနိုင်ပါတယ်အလုပ်ထဲမှာလည်းပဲနာမည်ကောင်းရတတ်ပါတယ်အောက်လက်ငယ်သားများရဲ့အကူအညီကိုလည်းရရှိတတ်ပါတယ်ဖုံတော်ကြီးသို့မဟုတ်ဘာသာရေးနဲ့သက်ဆိုင်သောပစ္စည်းများအိမ်သို့လည်းရောက်ရှိလာတတ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးစာမေးပွဲဖြေဆိုခြင်းသင်တန်းတက်ခြင်းအင်တာဗျူးဖြေခြင်းများအောင်မြင်ပါလိမ့်မယ်စူရူပွဲတို့များလည်းရရှိတတ်ပါတယ်အိမ်အောင်တဲ့အမျိုးသမီးဖြစ်ပါကကိုဝင်ရရှိတတ်တယ်မိမိအလုံးနေရာအိမ်နေရာ၌အခိုက်အညံများရှိပါကပရိတ်ရည်နှင့်ပပြန့်ပြီးပါအလုံးနေရာအိမ်နေရာအပြောင်းရွှေ့များလည်းဖြစ်ပေါ်လာပါလိမ့်မယ်ထိုအပြောင်းရွှေ့များဟာကောင်းသောအပြောင်းရွှေ့များဖြစ်ပါလိမ့်မယ်အရင်ကကြံ့ကြာပိတ်ဆို့နေသောကိစ္စများပြည်လည်ပွင့်လင်းသွားပါလိမ့်မယ်ရဝေမှာစာအဆက်အသွဲအချိတ်ဆက်ကောင်းများလည်းရောက်ရှိလာတတ်တယ်စာချုပ်စာတမ်းကိစ္စစည်ရင်စရာကိစ္စများဒီကာလမှာလောက်ကင်ပါကအဆင်ပြေအောင်မြင်ပါလိမ့်မယ်စိတ်သဘောထားမတိုက်ဆိုင်သူများနှင့်ဒီကာလမှာညှိနှိုင်းပြည်လည်သွားပြီးအကျိုးတူပူးပေါင်းရတတ်ပါတယ်ဝေကုံကြေးကြများခြင်းပစ္စည်းဆုံးရှုံးမှုများခြင်းများတိတိတတ်တာလျော့ပါသွားပါလိမ့်မယ်အလောက်ကင်တိုးတက်ခြင်းစီးပွားရေးတိုးတက်ခြင်းများလည်းကြုံပါလိမ့်မယ်မိမိရဲ့မိတ်ဆွေအရင်တရရောက်အတွက်စိတ်သောခရောက်နေရတတ်ပါတယ်လူမှုရေးမှာတော့တယောက်တည်းတကိုယ်တည်းလှုပ်ရှားသွားလာနေရတတ်ပါတယ်အခြေအေးမှာကတော့ချစ်သူရဲ့စိတ်အပြောင်းလဲနှင့်ကြုံနေရတတ်ပါတယ်အိမ်မက်နမိတ်အနေနဲ့ကတော့မိမိမတွေ့ကြုံဘူးသောအဖြစ်အပျက်ဆန်းတစ်ခုခုကိုမြင်မှတ်ပါကကံအကျိုးပေးပါလိမ့်မယ်အကျိုးပေးခဏန်းများကတော့23 61 94 30ခဏန်းတို့ဖြစ်ပါတယ်ရရယာအနေနဲ့ကတော့စွန်ပလိုယိုနှင့်ဖျားစွန်ကပ်ပါသို့မဟုတ်ဖုန်ကြီးစွန်လောင်းလူပါခင်ဗျာ